ကဲလာlocation မြတ်သားပလာပွဲ လာတလားအဲ့ဒါအကုန်ပြောသွားတယ်မဟုတ်ဘူးဟုတ်လားခလိုက်ကုန်လားမောင်မဲလားကဲကဲအခုမြစ်သားမှာဗလာပွဲဘယ်လိုတွေကြည့်တယ်ဆိုတာကိုဘုဟုတုတရအောင်တင်ပေးပါမယ်အလဲထဲမှာကတော့ပြည့်နေပြီခုံနေရောပြည့်နေပြီပြည့်နေပြီအဲ့တော့အဲ့မှာကားတွေနဲ့အထက်ကားတွေနဲ့အထက်ဘယ်လိုတွေကြည့်ပြီးတော့မကြည့်ရတဲ့လူတွေကဘယ်မှာငုတ်တုတ်တွေမေ့နေတယ်ငုတ်တုတ်တွေထိုင်နေမကြည့်ရတဲ့လူတွေငုတ်တုတ်တွေထိုင်နေတယ်အဲ့ဒါတွေကိုကျွန်တော်ဘုဟုတုတအနေနဲ့ပြပေးပါမယ်နော်ကဲအဲ့တော့โอเคနော်ဒါဘုဟုတုတလေးနဲ့ဒီမှာကြည့်မယ်ဟိုမှာဇက်ရုပ်ကြီးနားမှာဟိုမှာကားတွေအထက်မှာကားတွေအထက်ကားတွေအထက်ကားတွေပေါ်မှာပွဲကြည့်မဲ့လူတွေကဲဆိုင်ကတွေကဲကားတွေကလည်းအထက်ဒါပွဲကြည့်မဲ့လူတွေမကားကြီးတွေထိုးပြီးတော့ပွဲကြည့်တာတဲ့ဟိုထဲမှာမခုံနေမကားတွေမြင်ရလားမောင်းနေတယ်ထင်တယ်မြင်ရလားမြင်ရလားကဲမြင်ရလားအမောင်းနေဟိုမှာကားနှစ်ထပ်ပေါ့နော်အမောင်းထဲမှာဖြစ်နေတာဒီကားတွေကနှစ်ထပ်ထိုးပြီးတော့ဒီဘက်မှာကားကြီးတွေထိုးရတာပေါ့နော်ကားကြီးတွေထိုးရတာနော်ဒါတော့တုတ်တွေဒါမဲ့တုတ်တွေထိုးတာသူတို့မြင်ရမှာလည်းမဟုတ်ဘူးနော်တုတ်တွေထိုးတာတော့မတုတ်တွေထိုးတာမကားတွေနှစ်ထပ်ဘာလို့ပဲတွေပြမယ်ကြည့်ရအောင်နည်းနည်းထိုးကြည့်မီးထိုးလို့ရပါလို့လဲရလို့အဲ့လိုမီးလောင်နေမရဘူးအဲ့လိုနေမရဘူးဟုတ်ပါလေဟိုမှာကားတွေနှစ်ထပ်နဲ့ဘေးတဲ့ဒီမှာနော်ဒီမှာဒါပွဲကြီးမှာမမြင်ရဘဲနဲ့ကြည့်ပါတော့ကားတွေနှစ်ထပ်နဲ့မှာကဲဟိုမှာကဲအစင်းနဲ့ပွဲကြီးမို့ကားတွေပေါ်မှာဒီထဲမှာဂျားတွေမှာကားတွေအများကြီးကားတွေအများကြီးနော်ကားတွေအများကြီးဟိုမှာကြည့်ကားမှာအတော်ကြီးတွေမှာဘယ်လိုတိုင်ပြီးတော့ဒီမှာမမြင်ရဘူးဘယ်နာကြည့်မှလဲဘယ်နာကြည့်လို့မှလည်းမမြင်ရတော့ဘူးကဲဘယ်နာကြည့်မှလဲပြောကြည့်စရာလည်းမရှိတော့ဘူးဟုတ်လားကားတွေပိတ်နေမမြင်ရတော့ဘူးတဲ့ကဲဟိုမှာအတော်ကြီးတွေဘယ်လိုလုပ်ဟိုးပေါ်ဒီမှာအဖွားကြီးတွေအပေါ်တွေဘယ်လိုကောက်ကတ်တက်သွားလဲမသိဘူးကြည့်ပါဦးနော်ဒါဆိုင်မို့အတွက်ဆိုကောက်ကတ်တက်တာပဲဟိုမှာကြည့်ကဲဒါစိတ်ဓာတ်တွေကြာနေတာမကြည့်ရလို့စိတ်ဓာတ်တွေကြာနေတာကဲဟိုမှာကြည့်ကဲဘယ်လိုကြည့်ကြမလဲမသိဘူးကဲဒီနားလေးကဲတဲ့မှာဒီမှာငုတ်တုတ်တွေမေ့နေတယ်မကြည့်ရတော့လို့ဘယ်နာဘယ်လိုကြည့်ရမှမသိလို့ဘယ်လိုကြည့်ရမှမသိလို့တဲ့ကဲဘယ်နာကြည့်ရမှမသိလို့တဲ့ကဲဒီမှာလဲတွေဒီမှာကားတွေကားတွေအဲ့လိုထော်လာကြီးတွေဖင်ထိုးရောကြည့်တာပေါ့ခိုးခေတ်တော့ဆိုနွားလဲတွေဖင်ထိုးရောကြည့်တာအခုဒါကတော့ထော်လာကြီးတွေဖင်ထိုးရောကြည့်တာနော်ထော်လာကြီးတွေညနေစာလည်းမစားသေးလားမသိဘာအများကြီးကားတွေအများကြီးဖင်ထိုးရောကြည့်တာကားတွေအများကြီးကဲဒီဘက်ကတော့မကြည့်ရတဲ့လူတွေကြည့်လို့မရတော့လို့ငုတ်တုတ်ထိုင်နေတဲ့လူတွေအဲ့ဒါပေါ့ဒီမှာစိတ်ဓာတ်တွေကြာမကြည့်ရတော့ကဲဒီမှာကားတွေထိုးတယ်အကောင်မိုးပေါ်တွေတက်တယ်နော်ကဲဒါကတော့ကျွန်တော်တို့ဗလာပွဲပေါ့ဗျာဗလာပွဲဆိုတော့ကျွန်တော်အဲ့လိုဒီမှာကားတွေနဲ့လာပြီးတော့အပေါ်တွေတက်ပြီးတော့ပွဲကြည့်ဖို့မြင်ရလားမြင်ရတယ်အဝေးပေါ့နော်အဝေးရကြီးဘလို့ကုတ်တက်လိုက်လဲဒီပေါ်ရအောင်ဒီကနေကုတ်တက်တာကုတ်တက်တာကဲကြည့်ရဖို့ကုတ်တက်ကဲအတော်ကြီးကဘယ်လိုလုပ်မှာအောက်မှာပဲနေမှာလား
တော်ရပါကုတ်တက်ပါလားဟမ် တက်မှာမင်းကညာလို့ခဏတိုင်းတာလေ ကုတ်တက်ပါလားလို့ဟမ်အဲ့လေကုတ်တက်ပါလားအပေါ်ကုတ်တက်ပါလားအတက်ပါလေကုတ်တက်ပါလေကဲကုတ်တက်ပါလေကဲကုတ်တက်ရောကြည့်ပါလေမရဘူးတဲ့မရဘူးကြည့်လို့ရအောင်တော့ကြည့်ပါပဲကဲဒီမှာကြည့်ခမင်းစားပြီလားခမင်းဟလာဘယ်ချိန်တည်းစားလဲခုနကတည်းကစားကျွန်တော်လည်းမစားသေးဘူးကျွန်တော်မကြည့်ဘူးပါသေးလားပိုသေးလားဘာလဲကြက်သားနေလားအာတငင်းသေးတဲ့ကြက်သားနဲ့အာကဲကောင်းတယ်ကျက်စစ်လားအာစီမီကျက်ဆိုမစားဘူးတော့ရွာလာတာမဟုတ်လားအာရွာဆိုစီမီကျက်မစားနဲ့လေကျက်စစ်လေးပါလေးမြန်ရမလားဆိုပြီးတော့ဟမ်အသေးကြည့်တယ်ဟာအိမ်ရကျက်ကိုနည်းနည်းကင်လိုက်တယ်အိမ်ရကျက်တော့မကင်မနဲ့ကဲဒီမှာကဲပွဲကြည့်မှာတဲ့ကဲပွဲကြည့်မှာတဲ့ကဲဒီမှာကြည့်မှာကဲဒီမှာအထက်နေရမရဘူးတဲ့နေရမရဘူးအတော်တို့အထဲဝင်ကြည့်လေဒီကဘယ်လိုလုပ်မြင်ရမှာလဲအာတိုးလို့မရဘူးဘလို့တိုးလို့မရတာလဲအရာကိုလုံးလေးနဲ့ဆိုရှူဆိုဝင်လို့ရတယ်လေအဒီညဘယ်လိုလုပ်မှာလဲအဲ့ဆိုအာနောက်တည့်ထက်ကလိုက်ကောင်းမလားမသိဘူးကပဲကောင်းဒီမှာစိတ်ဓာတ်တွေကြာနေတိုးလို့မရလို့တဲ့ကဲတိုးကြည့်လို့မရလို့မောပြီးတာထဲတာကဲဟိုမန်ကီလေးတွေကတော့အပေါ်ရောက်နေမန်ကီလေးတွေဟိုမှာမန်ကီလေးတွေကဲကြည့်ပါနော်ကဲမိုးဖနန်းတွေပါမိုးဖနန်းတွေ live လုပ်ပေးတာကျဲစေချစ်လို့လားကဲချစ်လားကဲဟိုမှာကဲဒီမှာအော်ပွဲစားတော့မယ်ဒီမှာကဲဟိုမှာဒါကား3တက်ဖြစ်သွားပြီနော်ဒါကား3တက်ဖြစ်သွားပြီဟိုမှာထမင်းစားလို့ဟိုကတော့သူတို့ကပွဲမထွက်ခင်ထမင်းတွေစားနေတာအပွဲတမိုက်တွေနေတာမြင်ရလားအဲ့ဘောမြင်ရလားထမင်းကျွေးအောင်လေဘာနဲ့စားတာလဲအခါဆွဲကြောဘာလဲပြအောင်လုံငါခွန်းစမ်းမအောင်ဟာငါကငါလည်းစားရင်တုံးလောက်ကျွေးစမ်းမှာငါ့ကိုတော့ကပလက်တက်ကျွေးတာပလက်တက်ရတောင်းစားတာရောက်ပြီကောင်းချက်ဟာအဲ့ဒါကျွန်တော်ဗလာပွဲအလွန်ကုသိုလ်ရပါတယ်လို့ငါအားလုံးကြည့်လို့ရတယ်ကဲမမိုးလေးဖန်လာဇမ်းပေါ်ရမ်းနေတယ်ကာအပေါ်ကြီးပဲထိုင်ကိုကြည့်လားဒီမှာမခလေးတွေဟောကြကြည့်ပါဦးဒီဘက်ကတယောက်ကရှက်နေတယ်မျက်နှာလေးပြလိုက်ပါဦးမမိုးလေးမကြည့်ဘူးလားဒီဘက်လက်ပြပါဦးလို့ရှက်နေတယ်မမလက်ကလေးကလေးရဒီထဲမှာလေကလေးပါပါဒီလိုစားရလို့ရှင်လင်းပေါက်ကြည့်ပါလို့လင်းပေါက်ဒီဘက်ကဗိုက်ကြီးတယ်တဲ့ဘွေးကနေပြီတဲ့ကဲဒါတော့ဗလာပွဲနော်ဗလာပွဲအဲ့လိုလို့မကားတွေအများကြီးပဲလို့နော်ဒီဘက်ကတော့တိုင်ပတ်သွားတဲ့အဖွဲ့တွေပေါ့ဘက်ကဘာလို့ရတော့မှမသိတဲ့အဖွဲ့တွေပေါ့နော်ပွဲကစပြီဒါဈေးတယ်တွေမလူတွေတော့အများကြီးပဲရောင်းလားမရောင်းလားမသိဘူးလူမတို့ထမင်းကြိုက်တယ်လားတဲ့ကဲဒါဆိုင်ဘုမအများကြီးပါပဲနော်တော့ပဲလွယ်နေတယ်ပဲရွှေမင်းကန်တွေရောက်နေတာလေကျွန်တော်ဗလာပွဲလေးကိုမတွေ့ဘူးမှကြောက်လို့လိုက်ပြတာပါဗလာပွဲကဒီလိုပါဟိုမှာအာရွအဲ့လိုကားတွေ30ပေါ့ဗျာနော်ရတယ်အလင်းအောင်လေးထဲသွားမယ်ကားတွေ30ကားတွေနဲ့ကြည့်ကြတာအရင်တော့နွားလဲတွေတဲ့ပေါ့နော်အရင်တော့နွားလဲတွေနဲ့အခုကားတွေနဲ့ကြည့်ကြတာကဲအဲ့မှာဗလာပွဲဆိုတာအဲ့လိုအမကားတွေနဲ့အော်ကဲအဲ့မှာကဲဒါငယ်တော့အဲ့လိုလေးကားနဲ့ဘုရားပွဲမှာဆိုရင်နော်ကဲဒီမှာကြည့်
ကဲဒါကတော့စိတ်ဓာတ်တွေကြာနေပြီကြည့်လို့လည်းမရတော့ဘူးအောက်မှာပဲထိုင်နေတော့တယ်ကဲဘယ်လိုလုပ်ကြအောင်လဲအဲ့ဒီကလေးကအိတ်ကုန်ပြီလို့နော်တိုးလို့မရဘူးလားအထက်သွားမကြည့်ဘူးလားဟမ်တိုးလို့မရဘူးလားမရဘူးတိုးလို့မရဘူးတဲ့ကဲဒါထော်လာကြီးတွေနဲ့တော့ထော်လာကြီးတွေနဲ့ကဲဝဲစားပြီအများကြီးပေါ့နော်ဒါပွဲစည်းတိုင်းပြပါမယ်ပွဲစည်းတိုင်းမြန်ကဲပြောစရာအများကြီးပဲမပွဲစည်းတိုင်းတွေဒါဝေးရလူတွေကြည့်ကြတယ်ဆိုလို့ပြပေးတာပါဝေးရလူတွေကြည့်ကြတယ်လူအများကြီးပဲလူကသိန်းကနန်းရှိမယ်ပေါ့နော်လူ3သိန်းလောက်တော့ရှိမယ်ပေါ့နော်ဒီမှာတော့အဲ့လိုနှစ်ထပ်တွေပေါ့နော်ကျွန်တော်နှစ်ထပ်တွေပေါ့ဒီမှာနှစ်ထပ်တွေဒါပွဲသေးတယ်မှာဒီမှာတော့ဟုတ်လေလှဲရည်နဲ့သွားတာဟုတ်တယ်အရင်တော့လှဲရည်နဲ့သွားတာဒါကတော့ပွဲသေးတိုင်းနော်ဒါဘာမျိုးလဲဘယ်မျိုးမှာမြစ်သားမှာပါဒါပွဲသေးတိုင်းမှာလို့နော်ဒါမြစ်သားမျိုးပါလို့နော်ကဲဒီမှာဒါမြစ်သားမျိုးကဲဒီမှာကြည့်ငါလည်းအမြင်လဲနေတယ်ကဲမကဲမမြင်တဲ့လူတွေကတညလုံးဘယ်လိုလုံးမတက်ရက်ကြည့်မလဲတော့မသိဘူးကဲဒီမှာကြည့်နော်ဒါတော့ပဲလေကြည့်မှာပြောတာကြီးမြင်လားမမြင်ရတော့မသိရဘူးမမြင်မနဲ့ကြည့်နေကြတာဘာလို့မှမသိဘူးဖြစ်နေတာဟာဒါ20ဒီထဲမှာကား30ဟိုထဲမှာလည်းရှိသေးတယ်20 30ကား30ကား40လောက်ဖြစ်သွားပြီဟိုထဲမှာကားတွေအများကြီးပဲအောက်ထဲလူတွေကတော့မမြင်ရဘူးသွားမယ်မြေသားမျိုးနဲ့ဘာဘူးလေးရွာလောင်းတော်ဘူးရွာဟိုဒါကတော့ဘုရားတကဦးဆောင်ဝင်းဒါမမြင်ရလို့စိတ်တက်ကြနေတော့မမြင်ရဘူးလားဝဲမမြင်ရဘူးလားမြင်ရလားမမြင်ရဘယ်လိုလုပ်မလဲဝဲမကြည့်ဘူးလားဘယ်လိုကြည့်ပါလဲတိုးကြည့်ပါဟာလားတိုးလို့လည်းမရဘူးလေရှင်းပါ30တော့ကဘယ်လိုလုပ်မလဲမမြင်ရတာဘယ်လိုမလဲဘယ်လိုလုပ်မလဲမမြင်ရဘယ်လောက်ချစ်ဖို့ကောင်းလဲကြာမမြင်ရလည်းအတန်လေးနားထောင်ပါတယ်ကဲမမြင်ရလည်းအတန်လေးနားထောင်ပါတယ်ကဲဟိုကမေးလိုက်ပါဦးမြင်ရလားမြင်အောင်ကြည့်ပါအတင်းကောက်ပြတ်ပါဗောမြင်အောင်ကြည့်ပါကဲဒီမှာကောက်တက်နေပြီဒီတယောက်ကတော့ကောက်တက်နေပြီကဲမြင်အောင်ကြည့်ပါလေကဲဒီမှာဒါကတော့ထော်လာကြီးပေါ်မှာနော်ကဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုဒီနေ့ညတော့ဒီမြေသားပွဲဗလာပွဲအကြောင်းလေးကိုကျွန်တော်ပြတာပါဗလာပွဲဆိုတာဘယ်လိုလေးဆိုတာကိုမတွေ့ဘူးတဲ့လူတွေတွေ့အောင်ဟိုတုန်းကတော့ဒီကားတွေနေရာမှာနွားလဲတွေနဲ့ပေါ့နော်နွားလဲတွေနဲ့အဲ့လိုကြည့်ကြတာပေါ့ဗျာဟုတ်တယ်နော်အခုတော့ဒါကတော့ကားတွေနဲ့ခစ်စနစ်ပြောင်းသွားတော့ရှားပွဲစည်းတန်းလိုက်ပြပြီမုတ်ကပတ်စံလည်းမပါဘူးကျွေးမဲ့လူလည်းမရှိဘူးခုနကတော့ပြိတ္တတွေကတောင်းစားခဲ့တယ်နော်အေယာဒီတိုင်းမငားဘူးအေယာဒီတော့ချေတယ်တော့ငားတော့လာမှာပေါ့ဖြူသေးလဲတက်တူပြောပါတယ်ကိုရေးတဲ့ဖြူသေးတော့ဘယ်လိုပြောင်းနေလဲမသိဘူးကဲမမြင်ရလဲအတန်နားထောင်ပါတယ်ဘလောက်ချစ်ဖို့ကောင်းလဲနော်ပြောရခဲ့ပြီးတော့မှရတဲ့အကြိုက်ကြည့်ဖို့ကောင်းတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အဲ့ဒါပွဲစည်းတန်းလေးဟိုမှာဟိုလေးလည်းရှိတယ်ဟိုဘက်မှာဆိုရင်ဟိုတည်းရှိတယ်ဘာတွေလဲတာလေးတွေဟိုဝိမ်းမှာလေးတွေလည်းမောင်းနေတယ်လေးတွေလည်းမောင်းနေနော်ကဲဟုတ်ပြီကဲကုသိုလ်တွေရပါတယ်လို့အားလုံးနော်ဒီနေ့တော့အလကားပြတယ်မနေ့ကတော့4သိန်းနဲ့လက်မှတ်ရောင်းနေတယ်နော်အားလုံးတတ်တာ